ရဲ့စလေးအားလုံးပဲမင်္ဂလာပါရှင်အင်ဂျင်ကအင်ဂျင်ရဲ့စလေးကိုဒီနေ့စာအုပ်လေးတောင်းနဲ့လည်းမိတ်ဆက်ပေးခြင်းနဲ့ပြီးတော့အင်ဂျင်ရဲ့စလေးကိုတဲတော့ခက်လေးတကယ်အချောင်းကိုလည်းအင်ဂျင်ကနေပြီးတော့အဲ့စာအုပ်ထဲကနေပြီးတော့မျှဝေပေးခြင်းပါတယ်ရှင်အင်ဂျင်ရဲ့စလေးအမြဲတမ်းဆောင်ထားဖို့အတွက်ပေါ့နော်အဲ့စာအုပ်လေးကတော့Zhang Liu ရဲ့ Origins of the Terror လို့ခေါ်တဲ့စာအုပ်လေးပါပဲရှင်ဒီစာအုပ်လေးရဆိုလို့ရှိရင် Terror နဲ့ပတ်သက်ပြီးတော့ Immortalကြည့်လို့သွားလို့ရတဲ့လမ်းစဉ်လေးတွေကိုချမှတ်ပေးထားတဲ့အရန်ကိုပဲကောင်းမွန်တဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါရဲ့ရှင်ဒီစာအုပ်လေးကိုအင်ဂျင်အခုရပိုင်းတွင်ဖတ်ဖြစ်နေရဖြစ်ပါရဲ့ရှင်ဒီစာအုပ်လေးမှာပါတဲ့အကြောင်းအရာလေးတွေကနေပြီးတော့အင်ဂျင်ဒီနေ့အင်ဂျင်ရဲ့ဆွေလေးတွေကိုအင်ဂျင်ရဲ့ဆွေလေးနှုတ်ပေးနေတာကအင်ဂျင်ဒီနေ့နေ့ဆွေလေးတွေတခါတလေဆိုရှင်ရင်လူတွေကကိုယုံကြည်မှုတွေအားနည်းနေတဲ့ကြတယ်ငါလို့ရင်ဖြစ်ပါမလားငါဒါကိုလုံးနိုင်မှာမလားငါဒီရာကြီးကိုကြော်လွှမ်းနိုင်မှာမလားငါဒီရာတစ်ခုကိုငါလုံးလိုက်ရင်အမားတွေညာဖြစ်သွားမလားလူဆိုတာအမားနဲ့တော့မကင်းတာဘူးပေါ့လေဒါပေမဲ့ဒီအမားယွင်းတွေပေါ်ကိုကြောက်ရွံ့စိတ်တွေနဲ့ထိတ်လန့်ပြီးတော့ရာကိုမလုံရဲမကင်ရဲအရာကိုမှတတိရှိနဲ့ဆုံးဖြတ်ချက်တွေကိုမှန်ကန်ကန်မချမှတ်နိုင်ကြဘူးအဲ့လိုမျိုးတွေကြုံတွေ့နေရတဲ့အခါမှာခုဒီစာအုပ်လေးထဲမှာပြပြထားတယ်တဲရောကလေးတကအကြောင်းကိုအင်ဂျင်ကဖတ်မိရဲ့အတွက်ကြောင့်မို့လို့အင်ဂျင်ရဲ့စစ်လေးတွေစောင့်ထားလို့ရအောင်လို့အင်ဂျင်ညဝေပေးချင်ပါတယ်ရှင်ဒီထဲမှာပြောပြပေးထားတာလေးကတော့ Magician ဆိုတဲ့ Teronomic လေးပါရှင် Magician ဆိုတဲ့ Teronomic လေးကဆိုလို့ရှိရင်အဲ့ဒီ Magician ဆိုတဲ့ Teronomic လေးရဲ့သူ့ရဲ့အဓိပ္ပာယ်လေးနဲ့တကွာသူ့ကိုစောင့်ထားမယ်ဆိုလို့ရှိရင်ရရှိလာမယ့်အကျိုးလေးတွေကတော့ Magician ဆိုတဲ့ Teronomic လေးကိုစောင့်ထားတဲ့သူကကိုပုံမပြီးတော့ရစ်ချက်မှုတွေရရှိလာစေပါရဲ့ရှင်ကိုပို့ပြီးတော့ယုံကြည်စိတ်ချလာစေတယ်ကိုကပေါ့နော်တနေ့ထက်တနေ့ပို့ပြီးတော့ရစ်ချက်လာမယ်တည်ငြိမ်လာမယ်အရာမှာစဉ်းစားတွေးခေါ်နိုင်စွမ်းနေဆုံးဖြတ်နိုင်စွမ်းနေပုံမပြီးတော့မြင့်မားလာစေတယ်ကိုလည်းတခြားတယောက်ရဲ့ဂရုစိုက်မှုတွေကိုအလေးပေးမှုတွေကတော့လူအားလိုချင်ကြတာပေါ့လေဒါပေမဲ့လို့အဲ့ဒီညာတွေမရှိဘဲနေတာမှကိုပို့ပြီးတော့ဂရုစိုက်နိုင်တယ်ကိုပို့ပြီးတော့ခွန်အားတွေပေးလာနိုင်တယ် self happiness တွေ self reliability self careness တွေပို့ပြီးတော့ကောင်းလာစေနိုင်ပါတယ်ဒါကတော့ဒီ magician ဆိုတဲ့ Teronomic လေးကိုစောင့်ထားမယ်ဆိုလို့ရှိရင်ရရှိလာမယ့်အကျိုးကျေးဇူးလေးတွေပဲဖြစ်ပါတယ်ရှင်ပြီးတော့လေအဲ့ဒီလိုမျိုး magician ဆိုတဲ့ Teronomic လေးကိုစောင့်ထားမယ်ဆိုရင်ကိုအတွက်တင်မဟုတ်ဘူးတခြားသူရဲ့အတွေးတွေတခြားသူရဲ့အမြင်တွေကိုပါကိုကကြိုတင်ပြီးတော့သိရှိပြီးတော့သူဘာလုပ်တော့မှာဒီအရာကိုလုပ်တာနဲ့သူပဲခြေလမ်းကိုလှမ်းတော့မှာသူဘာကိုတွေးနေတာအဲ့ဒီအရာဆိုကိုကကြိုပြီးတော့မြင်လာနိုင်တယ်တနည်းအားဖြင့်ပြောရရင်ကိုကဆရာတဆူဖြစ်လာတော့မယ်ပေါ့အဲ့ဒီလိုမျိုးကိုခံယူပြီးတော့ကိုရဲ့ positive energy တွေ positive vibes တွေကလုံးဝကိုအမြင့်ဆုံးရောက်ရှိပြီးတော့ကိုလုံးဝ confidence level so high အဲ့လိုမျိုးကိုခံစားသွားရစီမှာပါရှင်တခြားသူအတွက်ကိုလည်းတခြားသူရဲ့အတွေးတွေကိုလည်းကိုကမြင်လာမှာပါပြီးရင်ကိုကတကယ်လို့ကိုယ့်ရဲ့ဘဝကိုငြိမ်းချမ်းရာတွေလူရောက်ချင်တာတွေအဲ့လိုမျိုးကိုရှောက်လန်းနေတယ်ငါဘဝကငြိမ်းချမ်းအေးချမ်းနဲ့ဖြတ်တန်းခြင်းနဲ့ဘယ်သူရဲ့အကူအညီမှမလိုပဲနဲ့အဲ့လိုမျိုးရှောက်လန်းနေတဲ့လူတွေအတွက်ဆိုရင်ဒီကလေးကိုစောင့်နာတာပို့ပြီးတော့တင့်တော်ပါရဲ့ရှင်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီစောင့်လေးမှာပြောပြထားတဲ့ဒိဗယ်လေးတွေရဲ့ meaning လေးတွေရဲ့ပြီးတော့ဒီ magician ကလေးရဲ့တကယ့်ကိုမှလေးနဲ့လာတဲ့ meaning လေးတွေအရာဒီနှစ်လာရဲ့အချိုးကျေးဇူးလေးတွေအင်ဂျင်ရဲ့စစ်လေးတွေဟာကိုယုံကြည်မှုတွေအားနည်းနေတယ်အင်တာဗျူးတစ်ခုသွားဖြည့်ရောမယ်အဲ့ဒါဆိုရင်ဒီအင်တာဗျူးမှာငါအောင်မမလားငါအရွှေမခံရပါမလားအဲ့လိုအတွေးတွေကိုတွေးနေမယ်အစား magician spirit Teronomic လေးကိုစောင့်ထားပြီးတော့ကိုဖုန်းဝေါ်ပြီးတော့မှထားတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့နှလုံးသားနဲ့အနည်းဆုံးလေးမှာကိုထိတွေ့ပြီးတော့အဲ့ကပြားလေးကိုတေးသေးချာချာလေးနဲ့စောင့်ထားပြီးတော့ကိုတိုင်တယ်ပြီးဆုတောင်းလိုက်ပါကိုယ့်ရဲ့စိတ်ထဲကိုယုံကြည်မှုတွေအပြည့်အဝမှုတွေအပြည့်အဝသွင်းပြီးတော့သွားပြီးတော့ဖြေလိုက်မယ်ဆိုရင်အင်တာဗျူးတွေလည်းအောင်မယ်နိုင်ငံသားသွားဖို့အတွက်ဆိုရင်လည်းနိုင်ငံသားသွားဖို့အတွက်တေချာဆူတောင်းလို့ကိုယ်အင်တာဗျူးသွားဖြေမယ်အလုပ်ရဖို့ဆိုရင်လည်းအလုပ်အင်တာဗျူးတွေသွားဖြေမယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုကပို့ပြီးတော့တခြားသူတွေထက်တော့အမြဲတမ်းခြေတလန်းတာပြီးတော့ကိုကအမြဲတမ်းတိုးတက်ထိုးဆိုအောင်မြင်နေတဲ့သူတွေဖြစ်လာမှာအလွဲအိမ်ကံပါပဲရှင်ဒါကြောင့်မလို့အင်ဂျင်ကဒီနေ့အတွက်ဒီစာအုပ်လေးကိုဖတ်ရှုရင်းနဲ့အင်ဂျင်ရဲ့ဆိုလေးတွေကိုမျှဝေပေးခြင်းနဲ့ magician ဆိုတဲ့ Teronomic လေးကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်အင်ဂျင်ရဲ့ဆိုလေးတွေလည်းအင်ဂျင်ရဲ့အခုပြောပြပေးရဲ့ magician ဆိုတဲ့ Teronomic လေးကိုဆောင်ထားကြရင်းနဲ့အင်ဂျင်ရဲ့ဆိုလေးအားလုံး
subscriber တွေ subscribers တွေနဲ့အတူပျော်ရွှင်ချမ်းသာဒုက္ခတွေရရှိကြပါစေလို့အင်ဂျယ်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဒီ magician ဆိုတဲ့ dynamic ကလေးကိုလိုချင်နေဆိုရင်တော့အင်ဂျယ်ရဲ့ Viber တို့ page messenger တို့ကနေပြီးတော့လေအင်ဂျယ်စီမှာလာရောက်ပြီးတော့တောင်းနိုင်ပါတယ်ရှင်အင်ဂျယ်စလီအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာပြီးတော့လိုရာဆန္ဒတွေပြေဝကြပါစေရှင်